Okay ဆရာတို့ဒီကနေ့မှာတော့ psychology of color လို့ခေါ်တဲ့အကြောင်းအရာရဲ့အသေးစိတ်ကြတဲ့အချက်လက်လေးတွေကိုဒီကနေ့ note မှာရေးမှတ်ရမှာဖြစ်ပါတယ်။မနေ့က general ဆန်လေးတွေဆရာရှင်းပြပေးခဲ့တယ်။ general ဆိုပေမဲ့လည်းတီးတင်းတိတိုက်တဲ့အကြောင်းအရာတွေအများကြီးပါဝင်ပါတယ်။အဲ့ဒီကနေမှဆရာတို့ affected တကယ်ဖြစ်တဲ့အရေးအကြီးဆုံးတိကိုတိထားရမယ့်အချက်လက်လေးတွေကိုအတူချုပ်ပြီးတော့ဒီကနေ့မှာပြပြပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့ကတော့အနည်းငယ်လေးရေးကြည့်ပါဗောနော်။ကြတော့ဆက်လိုက်ရအောင်။နေကတော့အရင်နေ့ကထက်စားလို့ရှင်တော့တော်တော်လေးနလန်ထူလာပြီပေါ့နော်အဲ့တော့စိုးရင်စရာတော့မရှိပါဘူးကြတော့ဟုတ်ပြီဆရာတို့ဒီမှာဆိုလို့ရှိရင် color psychology နဲ့ပတ်သက်တဲ့ file လေးကိုဆရာပေးပို့ခဲ့ပြီးပြီဟုတ်ပြီနော်ဒါကိုကျောင်းသားအလုံးရရှိနေပြီးပြီဖြစ်ပါတယ်အဲ့တော့ psychology of color ဆိုတဲ့အတိုင်းပဲဆရာတို့အကြောင်းနဲ့ပတ်သက်တဲ့အဓိကသူ့ရဲ့ဘယ်လိုခေါ်မလဲမြန်မာလိုဆိုရင်စွမ်းပကလေးတွေပေါ့နော်သူ့ရဲ့စွမ်းဆောင်ရည်လေးတွေပေါ့ဘယ်ရောဘယ်လိုစွမ်းဆောင်ရည်လေးတွေရှိလဲပေါ့ဒါလေးတွေကိုအဓိကပြပေးသွားမှာဖြစ်ပါတယ်ဆရာတို့အယောင်တွေကပေါ့နော်ငါတို့လူသားတွေရဲ့စိတ်ခံစားချက်ကိုဓာတ်ရိုက်လှုံ့ဆော်ပေးနိုင်တယ်ဟုတ်ပြီနော်ဥပမာတည်ငြိမ်ခြင်းကိုပေးစွမ်းမလားပျော်ရွှင်ခြင်းကိုပေးစွမ်းမလားဒါမှမဟုတ်စာလောင်ခြင်းကိုပေးစွမ်းမလားဒါမှမဟုတ်ရှင်ငါတို့အတိတ်ကိုပဲသတိရသွားမလားကွာအရာရာကိုအယောင်တွေကဖန်တီးပေးနိုင်တယ်အဲ့တော့ဆရာတို့ဒီဇိုင်နာတဦးအနေနဲ့ဆရာတို့ကြီးစုသူတွေစီကနေပြီးတော့ဗောနော်ဘယ်လိုခံစားချက်မျိုးဘယ်လိုစိတ်ခံစားချက်မျိုးကိုရရှိကျင်တယ်လဲဆိုတဲ့အပေါ်မူတည်ပြီးတော့ငါတို့ကအယောင်တွေကိုရည်ရွယ်ချက်ရှိနဲ့တိတ်ချလေးစနစ်တကျရွေးချယ်ပေးတတ်ဖို့လိုအပ်ပါတယ်အဲ့တော့နှွေးထွေးတဲ့အယောင်တွေ warm color တွေတော့ဒီလိုပေါ့နော်အလိုလေးပေါ့အဲ့တော့ one color တွေမှာဆိုလို့ရှိရင်ဆရာတို့အနီတွေorange တွေ yellow တွေပါဝင်တယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ဆရာတို့အနီရောင်လေးနဲ့စတင်လိုက်ကြမယ်ဟုတ်ပါနော်အနီရောင်ပေါ့အနီရောင်ကဘာကိုကိုစားပြုတယ်လဲဆိုလို့ရှိရင် strange စွမ်းအားပေါ့နော်အနီရောင်ကစွမ်းအားကိုကိုစားပြုတယ်ခွန်အားကိုကိုစားပြုတယ် bold ဖြစ်မှုကိုကိုစားပြုတယ်အဲ့တော့ဆရာတို့ကအနီရောင်ဆိုတာဒီအစွမ်းထက်ပြီးတော့လူတွေရဲ့အာရုံစိုက်မှုကိုရရှိဖို့အတွက်အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်အဲ့လိုမျိုးအကောင်းဆုံးလူတွေရဲ့အာရုံစိုက်မှုကိုအကောင်းဆုံးဆွဲဆောင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကသူ့ကို call to action button click လေးတွေမှာအသုံးပြုတယ်အခုပဲ join လိုက်ပါအခုပဲဝယ်လိုက်ပါအခုပဲစားကြည့်လိုက်ပါဒါမျိုးတွေမှာဆရာတို့ကအနီရောင်အသုံးပြုတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အနီရောင်ဒီစာလောင်မှုကိုဖြစ်ပေါ်စေတယ်စာလောင်မှုကိုလှုံ့ဆော်ပေးတယ်ဒါကြောင့် fast food company တွေဟိုမှာ Burger King တို့ McDonald တို့ပြီးပြီဆိုလို့ရှိရင်လည်းဘာရှိမလဲ KFC Lotteria Jollibee ဒါမျိုးတွေကအနီရောင်တော်တော်များများလေးအသုံးပြုတာမြင်ရလိမ့်မယ်ဟုတ်ပြီနော်ပြီးပြီဆိုလို့ရှိရင်လည်းအမဲသားကင်တို့ stick တို့ဒါမျိုးတွေကအနီရောင်တွေကိုလည်းအသုံးပြုကြတယ်အဓိကပြောချင်တဲ့ point ကတော့အနီရောင်ကစာလောင်မှုကိုပေးစွမ်းတာဖြစ်တဲ့ကြောင့်ဆရာတို့က fast food company လုပ်ငန်းတွေတော်တော်များများအနီရောင်အသုံးပြုတယ်ဒါပေမဲ့အနီရောင်မှာချွင်းချက်တစ်ခုအနေနဲ့ရှိနေပါတယ်အဲ့ဒီချွင်းချက်ကဘာလဲဆိုလို့ရှိရင်အနီရောင်သာဆရာတို့ကမတရားပိုးစိုးပတ်ဆက်ကြီးသွားသုံးမယ်ဆိုလို့ရှိရင်တဲ့အနီရောင်က तू ကဘာကိုလဲကိုစားပြုသေးသလဲအနီရောင်ဒီ anger ဒေါသဖြစ်စေတယ်ပြီးပြီဆိုလို့ရှိရင် alarming ဒါမျိုးလည်း alarm ဖြစ်မှုလည်းဖြစ်စေတယ်ဟုတ်ပြီနော်အဲ့လိုဆိုတော့ငါတို့ကအနီရောင်ဒီပြီးရင်ဒီမှာ distractive အဲ့တော့အဓိကနှစ်ခုကိုပြပြမယ် anger နဲ့ distractive ပေါ့နော်အဲ့တော့အနီရောင်သာဆရာတို့က design တစ်ခုလုံး 100% လို့သတ်မှတ်ကြစို့ငါတို့က 100% မှာ 80% လောက်ကအနီရောင်တွေကြီးပဲလို့ကျောင်းသားတို့ imagine လုပ်ကြည့်ပုံဖော်ကြည့်ဒီဇိုင်းတစ်ခုလုံးမှာအနီရောင်တွေက80%လောက်ကိုရှိနေတာကျန်တာတွေကတခြားသောဂျိုကြားကာလာလေးတွေအဲ့တော့ငါတို့ရဲ့ဒီဇိုင်းကဘာကိုခေါ်ဆောင်သွားတယ်လဲဆိုလို့ရှိရင် anger လို့ခေါ်တဲ့ဒေါသဖြစ်မှုနဲ့ဟုတ်ပြီနော်ပြီးတော့ဒီဇိုင်းတစ်ခုလုံးကိုပျက်စီးသွားစေနိုင်တယ်ဟုတ်ပြီနော်အဓိကကတော့ဆရာတို့ကကြောက်ရွံ့စိတ်တွေဒေါသဖြစ်မှုတွေကိုပါအနီရောင်ကပေးစွမ်းတာဖြစ်တဲ့အတွက်ကြောင့်ငါတို့ကအနီရောင်ကိုလေဒီဇိုင်းမှာအရင်ကြီးတွေပုံအောနေပြီးတော့သွားသုံးလို့မရဘူးဟုတ်ပြီနော်ဒါကအနီရောင်ရဲ့ချွင်းချက်အနီရောင်ရဲ့အားနည်းချက်ဖြစ်ပါတယ်ဟုတ်ပြီနော်အကြောင်းသားတို့ဒီထိရမယ်နော်ဟုတ်ပြီနော်အဲ့တော့အနီရောင်ဆရာကြီးဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆရာဆွမ်းနာပြောခဲ့ပြီးပြီcall to action bottom လေးတွေဒါမှမဟုတ်လို့ရှိရင်လည်း headline ကိုအဓိကပြချင်တဲ့စာသားမျိုးလေးတွေမှာpoint out လုပ်ချင်တဲ့ highlight ပြချင်တဲ့စာသားမျိုးလေးတွေမှာလည်းဆရာတို့ကအနီရောင်အသုံးပြုပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကတော့ဆရာတို့ orange ပါ orange လိမ္မော်ရောင်လေးပေါ့လိမ္မော်ရောင်ကတော့ဆရာတို့ enthusiasm လို့ခေါ်တဲ့စိတ်အားထက်သန်မှုဟုတ်ပြီနော်ဒါလေးကိုစားပြုပါတယ်အဲ့တော့လိမ္မော်ရောင်ရဲ့စွမ်းရည်လေးတွေကိုကြည့်လိုက်အောင်လိမ္မော်ရောင်ဆိုတာအနီရောင်နဲ့အဝါရောင်ရဲ့ကြားထဲမှာရှိနေတဲ့ color တစ်ခုဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အနီရောင်ရဲ့စိတ်လှုပ်ရှားမှုကလည်းလိမ္မော်ရောင်မှာအနေငယ်တက်ရောက်တယ်လို့အဝါရောင်ရဲ့တက်ကြွမှုကလည်းအဲ့တော့လိမ္မော်ရောင်မှာပဲအနေငယ်သွားပြီးတက်ရောက်တယ်ဆိုလိုချင်တာတစ်ခုကတော့အနီရောင်ရဲ့စိတ်လှုပ်ရှားမှု
အနီရောင်ရဲ့တောက်ပမှုနဲ့အဝါရောင်ရဲ့တက်ကြွမှုလေးတွေပေါင်းစပ်ထားတာမျိုးပေါ့ဟုတ်ပြီနော်အနီရောင်ရဲ့ခွန်အားပေါ့ကွာအနီရောင်ရဲ့ခွန်အားအနီရောင်ရဲ့စိတ်လှုပ်ရှားမှုလေးတွေ strange ဖြစ်မှုလေးတွေ power လေးတွေ confident ဒါမျိုးလေးတွေနဲ့အဝါရောင်ရဲ့ energetic ဖြစ်မှုလေးတွေနဲ့ပေါင်းစပ်ထားတဲ့အရာကိုဆရာတို့ကလိမ္မော်ရောင်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့လိမ္မော်ရောင်ဒီဆရာတို့ကဟလာ social media design တွေစောနာလိုမျိုးပဲလူငယ်နဲ့သက်ဆိုင်တဲ့ brand လေးတွေဟလာ education ပိုင်းဆိုင်ရာလေးတွေမှာလည်းလိမ္မော်ရောင်အသုံးပြုတယ်အဲ့တော့လိမ္မော်ရောင်ရဲ့ contract အဖြစ်ဆုံးကာလာဘာလဲဆိုလို့ရှိရင်အပြာရောင်ဖြစ်ပါတယ်ဘာကြောင့်ဆိုတော့ complementary ဖြစ်နေလို့ပါဟုတ်ပြီနော်အဲ့တော့ contract ဖြစ်တဲ့ကာလာလေးတွေအစားပြပေးပါတယ်အဲ့တော့ပြီးပြီဆိုလို့ရှိရင်တော့ဆရာတို့အဝါရောင်ရှိပါမယ်အဝါရောင်ကတော့ဆရာတို့ပျော်ရွှင်မှု okay energetic ဟုတ်ပြီနော်အဝါရောင်ဒီသူကပျော်ရွှင်မှု energetic ဖြစ်မှုနဲ့ပြီးပြီဆိုလို့ရှိရင်ငယ်ရွယ်နှုပြေမှုဟုတ်ပြီနော်ငယ်ရွယ်နှုပြေမှု youth YOT youth အဲ့ဒီကောင်လည်းကိုစားပြုပါတယ်ဒါကြောင့်ဟုတ်လားဆရာတို့ကအဝါရောင်ဒီပျော်ရွှင်မှုနဲ့ငယ်ရွယ်နှုပြေမှုကိုပေးစွမ်းတာဖြစ်တဲ့အတွက်ကြောင့်ကလေးထုတ်ကုန်တွေမှာအသုံးပြုတာများတယ်ဥပမာဆိုလို့ရှိရင်မာမီပုဂ္ဂိုလ်တို့ဟလာပြင်ပါရှိအောင်မလဲဟိုဗလဲငှက်မွေးလေးပြန်နေတဲ့ brand လေးနာမည်မေ့သွားလို့အဲ့ဒီ brand ဆိုလို့ရှိရင်လည်းဆရာတို့ဟလာအဝါရောင်လေးနဲ့လိမ္မော်ရောင်လေးကိုရောဆက်ပြီးတော့အသုံးပြုထားတဲ့ color လေးပဲဟုတ်ပြီနော်အဲ့လိုဆိုတော့အဝါရောင်ကလေးထုတ်ကုန်တွေမှာအများဆုံးအသုံးပြုတယ်ဒါပေမဲ့အဝါရောင်ရဲ့ချွင်းချက်ကဘာလဲဆိုလို့ရှိရင်ပုံနှိပ်လုပ်ငန်းတွေဖြစ်တဲ့ printing ပိုင်းဆိုင်ရာတွေမှာအခက်အခဲတွေရှိတယ်ဆိုလိုချင်တာတခုကငါတို့မှာ flyer design လေးတစ်ခုဆွဲပြီးတော့ဟလာမိတ်တူဆိုင်တို့ printing ဆိုင်တွေကနေပြီးတော့ငါတို့က flyer design ကိုထုတ်လိုက်တယ်အဲ့တော့ flyer မှာဘာပါမလဲခေါင်းစဉ်ပါမယ်ပြီးရင်ဟလာဘယ်လုပ်ငန်းကဘယ်လိုမျိုးတွေရှိပါတယ်ငါတို့ကဘာလုပ်ငန်းဖြစ်ပါတယ်ဆိုပြီးတော့ရှင်းပြထားတဲ့စာကိုလေးတွေပါမယ်စာပိုက်လေးတွေပါမယ်အဲ့ဒီစာပိုက်တွေကိုဒါငါတို့ကအဝါရောင်တွေသွားသုံးထားမယ်ဆိုလို့ရှိရင်ဖတ်ရခက်ခဲတယ်အဆင်မပြေဖြစ်နိုင်တယ်ပြီးတော့သူ့ရဲ့အားနည်းချက်တစ်ခုကဘာလဲဆိုလို့ရှိရင် overwhelming ဖြစ်နိုင်တယ်ဆိုလိုချင်တာတစ်ခုက design တစ်ခုက 100% မှာဆရာတို့က 80% လောက်တိတိကိုငါတို့ကသွားပြီးတော့အဝါရောင်တွေပဲသုံးလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ design မှာအဝါရောင်အများစုကြောင့်စိုးရိမ်ပူပန်မှုတွေဖြစ်စေနိုင်တယ်ဟုတ်ပြီနော်ပြီးပြီဆိုလို့ရှိရင်လည်းစာသားတွေကလည်းဖတ်ရခက်ခဲတာတွေဖြစ်စေနိုင်တယ်ဒါကြောင့် printing လုပ်ငန်းဆိုင်တော်တော်များများတည် sorry printing လုပ်ငန်းဆိုင်မဟုတ် printing လုပ်ငန်းဆိုင်ရာတော်တော်များများတည်ဟုတ်ပြီနော် printing နဲ့သက်ဆိုင်တဲ့ design တော်တော်များများမှာဆိုလို့ရှိရင်အဝါရောင်ကိုသတိထားပြီးသုံးတယ်ဟုတ်ပြီနော်ကျောင်းသားတို့ဘေဘုတ်တွေကိုကြည့်ကြည့်လိုက်လမ်းသွားတယ်ဆိုလို့ရှိရင်ဘေဘုတ်တွေကိုဂရုစိုက်ပြီးကြည့်ကြည့်ပါဘတ်စကားစီးတာပဲဖြစ်ဖြစ်ကိုပိုင်ကားနဲ့ပဲဖြစ်ဖြစ်ဟုတ်ပြီနော်ငါတို့မှာလမ်းတောက်နေမှာရှိတဲ့ကြော်ညာဆိုင်ဘုတ်အကြီးတွေကိုတစ်ချက်ကြည့်ကြည့်လိုက်အဝါရောင်သုံးထားတဲ့ကြော်ညာဆိုင်ဘုတ်10ခုမှာဘယ်နှခုရှိလဲပေါ့အဲ့ဆိုရင်အဖြေပဲလေဘာကြောင့်လဲဆိုတော့ရှင်ဟလာစိုးရင်ပူပန်မှုဖြစ်စေတယ်ပြီးရင်စာသားတွေကအဝါရောင်သာရေးထားမယ်ဆိုလို့ရှင်အဝါရောင်နဲ့ပြထားမယ်ဆိုလို့ရှင်ခက်ခဲမှုလေးတွေဖြစ်စေနိုင်တယ်ပေါ့နော်ဒါကတော့ဆရာတို့ one tone color နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပေးခဲ့ပြီးဖြစ်ပါတယ်အဲ့တော့3ရောင်ပေါ့အဲ့တော့ DT ပြီးပြီokay ပြီးပြီဆိုလို့ရှင်ဆရာတို့ cool tone နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေသွားပါမယ်ဒီကောင်မှာဒီတစ်ဖြတ်ပါဟုတ်ပြီနော်ဒီတစ်ဖြတ်နော်အဲ့တော့ဆရာတို့ပထမဦးဆုံးပြပေးမယ် cool color လေးကတော့ green ဖြစ်ပါတယ်အဲ့တော့အစိမ်းရောင်ပေါ့အစိမ်းရောင်ဆိုတာဒီတန်ရှင်းလက်ဆက်ခြင်းနဲ့သူကသဘာဝတရားကိုကိုစားပြုတာဖြစ်တဲ့အတွက်ကြောင့်တန်ရှင်းလုပ်ငန်းတွေမှာအသုံးပြုတယ်သဘာဝနဲ့သက်ဆိုင်တဲ့လုပ်ငန်းလေးတွေမှာလည်းအသုံးပြုတယ်ပြီးရင်သူကချမ်းသာကြွယ်ဝမှုနဲ့တိုးတက်မှုကိုလည်းပြသနိုင်တာဖြစ်တဲ့အတွက်ကြောင့်သူကဘဏ်လုပ်ငန်းတွေနဲ့ဘဏ္ဍာရေးလုပ်ငန်းတွေမှာလည်းအသုံးပြုတယ်ပေါ့နော်နောက်ထပ်တစ်ခုကဆရာတို့ကဒီအစိမ်းရောင်ကိုဟလာ branding မိုင်းတွေမှာလည်းအသုံးပြုတယ် branding မိုင်းမှာအသုံးတော်တော်လေးများရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပါပြီးရင်သူ့ဟလာဟိုနေ့ကပြောခဲ့ပြီး organic product လေးတွေဟုတ်ပါနော် organic product လေးတွေမှာလည်းအသုံးပြုတယ်ဥပမာရေချိုးဆက်ပြာတို့ဥပမာလက်ဖက်ကြော်ညာမျိုးတို့ဒါမျိုးလေးတွေမှာလည်းဆရာတို့ကအစိမ်းရောင်အသုံးပြုတယ်ဟုတ်ပါနော် cool color တွေကတော့အရင် introduce တော့မရှိဘူးcyan ကတော့စိမ်းပြာရောင်ဖြစ်ပါတယ်အဲ့တော့ cyan ဆိုတာဒီအစိမ်းနဲ့ blue ဟုတ်ပါနော်အစိမ်းနဲ့အပြာရဲ့ဂျားထဲမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်သူကစိမ်းပြာရောင်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်အဲ့တော့အစိမ်းရောင်ရဲ့သဘာဝကျမှုရဲ့အပြာရောင်ရဲ့တည်ငြိမ်မှုရဲ့ပေါင်းစပ်ထားပြီးတော့ဆရာတို့က biotech company တော်တော်များများကစိုင်ရောင်အသုံးပြုတယ်ဥပမာဆိုပါစို့ဘုဒ္ဓရအနေနဲ့ဆိုလို့ရှိရင်ငါတို့ရဲ့မြန်မာနိုင်ငံဒီကင်ဆာဖြစ်ပွားမှုအများဆုံးနိုင်ငံအနေနဲ့မှာနံပါတ်1ဖြစ်ပါတယ်အခုတော့မသိတော့ဘူးเนาะတချင်ကတော့နံပါတ်1ချိတ်ခဲ့တာပါလုံးဝကမ္ဘာမှာနံပါတ်1ဆိုတာမြန်မာပေါ့ကင်ဆာပိုင်းဆိုင်ရာမှာဆိုပါစို့ဆရာတို့ကင်ဆာဆေးလေးပေါ်လာပြီကင်ဆာဖြစ်နေတဲ့သူတွေအတွက်မျှော်လင့်ချက်ရောင်ကြီးလေးတန်းလာပြီအဲ့လိုမျိုးမျှော်လင့်ချက်ရောင်ကြီးတန်းလာပါပြီဆိုတဲ့ခံစားချက်မျိုးပြီးစွမ်းကျင်တယ်ဆိုလို့ရှိရင်ဆရာတို့ကစိုင်ရန်ကိုအသုံးပြုတယ်ကင်ဆာဆေးထွက်လာပြီနော်ဆိုတဲ့ဟာမျိုးမှာဆရာတို့ကစိုင်ရန်ကိုစိမ့်ပြရအောင်အနှုလေးကို
ဟလာငါတို့က background မှာအသုံးပြုထားတာမျိုးဒါမှမဟုတ်လို့ရှင်လဲဆရာတို့ကဒီစိမ့်ပြအောင်လေးနဲ့ဟလာကန်ဆာဆေးရဲ့အပေါ်က headline မှာကန်ဆာဆေးရပြီဆိုတဲ့ဟာမျိုးစိမ့်ပြအောင်ဆိုင်ရန်လေးနဲ့သုံးထားတာမျိုးဟုတ်ပါနော်ဒါမှမဟုတ်ရှင်လဲတခုခုပေါ့ကွာငါတို့ဥမာ highlight ပြချင်တဲ့နေရာမျိုးလေးမှာဆိုင်ရန်လေးသုံးလိုက်တာမျိုးဒီလိုပုံစံမျိုးအဲ့လိုအမျိုးသောပုံစံမျိုးတွေနဲ့ဆရာတို့ကဆိုင်ရန်အကြောင်းလေးကိုမျှော်လင့်ချက်ရောင်ကြည်တန်းတဲ့အကြောင်းအနေနဲ့ဆရာတို့ကအသုံးပြုပြီးတော့ပြလိမ့်ရှိပါတယ်ဟုတ်ပြီနော်ဒါကတော့စိမ့်ပြောင်နဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်နောက်တစ်ခုကတော့ဆရာတို့ blue ပါအဲ့တော့ blue ကတော့ကဘာလုံးဆိုင်ရာအသုံးအများဆုံးအရာဖြစ်ပါတယ်ကဘာတုံးမှာအသုံးအများဆုံးအရာပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင် तू က blue ဒီ stability တည်ငြိမ်မှုကိုကိုးစားပြုတယ်ဟုတ်ပြီနော် blue ဒီ stability ကိုကိုးစားပြုတယ်ဆောင်းနာဆိုင်ရာကြောင့် self expression ဒါကတော့သိပါပြီကျောင်းသားတွေအဲ့တော့ blue က stability အဲ့တော့တည်ငြိမ်မှုနဲ့ယုံကြည်စိတ်ချရမှုကိုပေးစွမ်းတာဖြစ်တဲ့ကြောင့်ဆရာတို့ KBZ တို့လိုဘဏ်လုပ်ငန်းတွေ CB Bank ဒါမျိုးလေးတွေမှာအပြောင်လေးတွေအသုံးပြုထားတယ်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုရင်တည်ငြိမ်တယ်ယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ခံစားချက်မျိုးကိုပေးစွမ်းခြင်းတာဖြစ်တဲ့ကြောင့်ဘဏ်လုပ်ငန်းတွေစက်မှုလုပ်ငန်းတွေကျန်းမာရေးဆိုင်ရာဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ကဏ္ဍလုပ်ငန်းလေးတွေပေါ့နော်ဒါမျိုးတွေမှာဆရာတို့အသုံးပြုတယ်အဲ့တော့ဆရာတို့ကအပြာရောင် background အကျယ်ကြီးထားမလားအဆင်ပြေတယ်ဆိုလိုချင်တာတစ်ခုက design တစ်ခုက 100% ဟလာဆိုကြပါစို့ငါတို့ကအပြာရောင် 80% လောက်ထိ background ထားပြီးတော့အဲ့ဒီအပေါ်မှာအဖြူအောင်စာသားနဲ့ရေးလဲတိတ်ကိုကြည့်ကောင်းနေမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျောင်းသားတို့ရမယ်ထင်ပါတယ်အဲ့တော့ငါတို့ဟလာတခြားအရောင်လေးတွေတစ်ချက်ရှိုးမယ်ဘာရောင်လေးလဲဆိုရင် purple နဲ့ pink ကျန်သေးတယ်ပေါ့နော်အဲ့တော့ purple ဒီကောင်လဲဆရာတို့ cool color ထဲမှာပါဝင်ပါတယ်အဲ့တော့ purple ကကြတော့သူက comfort ဖြစ်မှုကိုကိုစားပြုတယ်ပေါ့နော်ဟုတ်နော် purple က comfort ဖြစ်မှုကိုကိုစားပြုတယ်ပြီးပြီဆိုလို့ရှိရင် purple နဲ့ပတ်သက်ပြီးတော့ဘ ഹു တရလေးတွေပြပြမယ်ဆိုလို့ရှိရင် purple အရောင်ကလေသူက royal family တွေမှာတချင်ကအသုံးပြုခဲ့တာပြည်သူပြည်သားတွေအသုံးပြုခွင့်မရှိခဲ့တဲ့အရောင်ထဲမှာပါတယ်သူကတအားရှားတဲ့အပြင်ကိုတအား luxury ဖြစ်တယ်မင်းစိုးရာဇာတွေအသုံးပြုခဲ့တဲ့ color ဖြစ်တယ်ဟုတ်ပြီနော်ဥမာဘယင်မာကြီးကဟလာခင်းအောင်ခေါင်ဝင်နဲ့ရွှေအောင်တွေကိုပေါင်းဆက်ထားတာမျိုးဒါမှမဟုတ်ရှင်လည်းပလဲတွေဝတ်ထားတာမျိုးဆိုလို့ရှိရင်အဲ့ဒီခင်းရောင်နဲ့အလိုက်ဖက်အဆုံးပဲတော်တော်လေးကို luxury ဖြစ်ပြီးတော့တအားကိုအဆင့်တန်းမြင့်မားပြီးတော့ဂုံချိန်ဂုံဝါဖြစ်တဲ့အရောင်အဲ့ဒါခရမ်းရောင်ဟုတ်ပြီနော်ဒါတော့ခင်းရောင်ဖြစ်ပါတယ်အခုနောက်ပိုင်း modern ဘိုင်းမှာဆိုလို့ရှိရင်တော့ခင်းရောင်ကိုဟလာဆရာတို့ hospitality လုပ်ငန်းမျိုးတွေမှာလည်းအသုံးပြုတယ်ဟုတ်ပြီနော် hospitality ဘိုင်းတွေမှာလည်းဆရာတို့ခင်းရောင်အသုံးများလာတယ်ကဲတော့ရမယ်ထင်ပါတယ်ပြီးတော့သူကလူငယ်ဆန်ဆန်ကာလာလေးလည်းဖြစ်လာတာဖြစ်တဲ့ကြောင့်ဆရာတို့လူငယ် brand တွေမှာလည်းဆရာတို့ဟလာ tin brand တွေပေါ့နော်ဟုတ်ပါနော်အဲ့လိုပုံစံမျိုးလေးတွေမှာလည်းအသုံးပြုတယ်နောက်တစ်ခု technology ဘိုင်းတွေမှာလည်းဆရာတို့ဒီခင်းရောင်လေးကိုအသုံးပြုပါတယ်ဟုတ်ပြီနော်ကဲတော့ရမယ်ထင်ပါတယ်နောက်တစ်ခုကဒီခင်းရောင် duotone effect တွေနဲ့လုပ်တဲ့အခါလဲတအားလှတယ်အဲ့လို software ဘိုင်းဆိုင်ရာမှာကြာလို့ရှိရင်အဲ့ duotone effect လေးတွေလုပ်ရမှာဟုတ်ပြီနော်အဲ့ကြရင်တစ်ချက် show လိုက်ကဲတော့ဆရာတို့ဟလာဂျားနေကာလာလေးလို့ခေါ်ခဲ့တဲ့ဆရာတို့ပန်းရောင်လေးနဲ့ပတ်သက်ပြီးတော့စကားလေးနည်းနည်းပြောပါမယ်အဲ့တော့ဆရာတို့ပန်းရောင်ဆိုတာဒီသူက vibrance တောက်ပမှုကိုကိုစားပြုတယ်ပေါ့နော်အဲ့တော့ဆရာတို့ပန်းရောင်ကတဲ့သူကအချစ်ရေးနဲ့အမျိုးသမီးဆန်မှုကိုကိုစားပြုတယ်သူကအဝါရောင်လိုမျိုးပဲကွာငါတို့ကဟာလားအဝါရောင်တို့အနီရောင်တို့လိုမျိုးပဲဒီဇိုင်းတစ်ခုက 100% ရှိတယ်ဆိုလို့ရှိရင် 80% လောက်ကိုပန်းရောင်ကြီးတွေသွားသုံးလို့ရှိရင်အဆင်မပြေဘူးကြည့်မကောင်းဟုတ်ပြီနော်အဲ့တော့ area အကျယ်ကြီးတွေအတွက်ဆရာတို့ကပန်းရောင်တွေသွားသုံးလို့ရှိရင်အဆင်မပြေဘူးအဲ့တော့ပန်းရောင်မှာလာပြီနော်ပန်းရောင်မှာပန်းနူးရောင်နဲ့ဟာလားပန်းရောင်တောက်ဆိုပြီးတော့ရှိတယ်အဲ့တော့ပန်းရောင်တောက်က warm color တုံးနဲ့ပါသွားပြီးတော့ပန်းနူးရောင်ကကြတော့ခူးတုံးနဲ့မှာပါသွားတယ်ခူး color တုံးနဲ့ပါသွားတယ်ဟုတ်ပြီနော်အဲ့တော့ပန်းရောင်ကိုဘာကြောင့်ဂျားနေ color လို့ခေါ်လဲသိပါလိမ့်မယ်အဲ့တော့ပန်းနူးရောင်လေးကဆရာတို့ sorry ပန်းနူးရောင်ကဆရာတို့ကအသုံးပြုလို့အကောင်းဆုံးပဲပန်းရောင်အတောက်နဲ့ပန်းရောင်အနုမှာပန်းရောင်အနုကဒီဇိုင်နာတွေအတွက်လည်းအဆင်ပြေတယ်ကြည့်ရှုရသူ viewer တွေအတွက်လည်းအဆင်ပြေတယ်အိုင်ခတ်ချင်းလည်းပိုဖြစ်တယ်ပြီးရင်တော်တော်လေးလည်းလှပါတယ်ဟုတ်ပြီနော်အဲ့တော့ပန်းရောင်အတောက်ကိုသုံးလို့မရောက်လားဆရာကြီးဆိုလို့ရှိရင်ဒီဇိုင်းအခြေအနေပေါ်မူတည်တယ်ဟလာကိုယ့်ရဲ့ဒီဇိုင်းမှာခတ်တောက်အကြောင်းတစ်ခုမဖြစ်မနေပါဝင်ရတော့မယ်နည်းနည်းလေးလည်းခက်ဆန်းဆန်းလေးသွားခြင်းတယ်အမျိုးသမီးနဲ့တက်ဆိုင်တဲ့အကြောင်းလေးလည်းဖြစ်နေရမယ်ဆိုလို့ရှိရင်ပန်းရောင်အတောက်လေးစမ်းသုံးကြည့်အဆင်မပြေဘူးဆိုလို့ရှိရင်တော့အဲ့ဒီပန်းရောင်ငါတို့ကဒီ situation လုံးရင်လုံးရမယ်ဟုတ်ပြီနော်ခက်နုနုအပိုင်းလေးသွားရင်သွားရမယ်ဒီလိုပုံစံမျိုးလေးသွားမှရဟုတ်ပြီနော်ဒီ tin နဲ့ဟလာတုံပေါင်းထည့်လိုက်တာမျိုးပေါ့အဖြူနဲ့ခဲပေါင်းထည့်ကြည့်လိုက်အဲ့ဒီနေရာမှာနည်းနည်းလေးနှုတ်သွားတဲ့ color လေးကိုဆရာတို့အသုံးပြုတယ်ဆိုလို့ရှိရင်ဟလာအဆင်ပြေတယ်ပေါ့နော်
ကဲတော့ဟုတ်ပါပြီဆရာတို့ဒီအယောင်နေနဲ့ပတ်သက်ပြီးတော့ကျောင်းသားတွေဒီလောက်ဆိုရင်တော့တော်တော်လေးနှံ့နှံ့ဆက်ဆက်လေးသိပြီလို့ဆရာယူဆပါတယ်အဲ့တော့ဆရာတို့ဟလာအကြံပြုချက်လေးတစ်ခုပေးမယ်ပေါ့နော်ဆရာတို့အယောင်မှန်ကန်စွာအသုံးပြုခြင်းอ่ะလေဒီ typography လိုမျိုးပဲကိုယ့်ရဲ့ design ကိုပြင်းစရာကောင်းနေတယ်ဆိုရင်တော့မှ typography ကြောင့် design လေးကကြွသွားတာတလူမျိုးပေါ့နော်အဲ့တော့အယောင်လဲအဲ့တဘောမျိုးပါပဲကို design ကပြင်းစရာကောင်းနေတယ်ဒါမှမဟုတ်လို့ရှိရင်လည်းပြင်းစရာကောင်းနေတဲ့ design တစ်ခုကိုအယောင်နေ typography တွေကြောင့်ပြောင်းလဲဟလာလန်းဆန်းတက်ကြွသွားတာမျိုးနိုးကြားလာတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုလုံးဝချက်ချင်းပြောင်းလဲပြစ်နိုင်တယ်ဒါအယောင်ရဲ့ power ဖြစ်ပါတယ်ဟုတ်ပြီနော်ထိုနည်း၎င်းမဲ့ typography လည်းအဲ့လိုပဲဟုတ်ပြီနော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကအယောင်ရောဆက်တော့မယ်ဆိုလို့ရှိရင်အယောင်ရောဆက်တော့မယ်ဆိုလို့ရှိရင် recommend အပေးဆုံးက warm color tone နဲ့ cool color tone နဲ့ကိုမျှပြီးတော့သုံးပါနော်အဲ့တော့ warm tone နဲ့ cool tone နဲ့ပန်းရောင်ကဂျားနေဖြစ်တဲ့အတွက်ကြောင့်ဒီလိုပုံစံမျိုးလေးဖြစ်ပါအဲ့တော့ warm tone color နဲ့ cool tone color နဲ့ကိုမျှပြီးသုံးအယောင်နှစ်ယောင်သုံးရမယ်ဆိုလို့ရှိရင်ဥပမာအနီနဲ့ဆိုင်ရန်နဲ့သုံးမလားဒါမှမဟုတ်လို့ရှိရင်လည်းအနီနဲ့အစိမ်းလေးနဲ့သုံးမလားဟုတ်ပြီနော်အဲ့လိုမျိုးမတူညီတဲ့အယောင်လေးတွေဟလာမတူညီဘူးဆိုတာဒီ warm color tone နဲ့ဟလာပြီးပြီဆိုလို့ရှိရင် cool color tone နဲ့ကိုရောသုံးခိုင်းတာအဲ့လိုမျိုးမတူတာကိုပြောချင်တာဆရာရဲ့မြောက်သုံးပါပဲ warm tone သုံးပါပဲဆိုလို့ရှိရင်ဆရာတို့သင်ပေးထားတဲ့အတိုင်းပဲ neutral color လေးတွေနဲ့ပေါင်းပြီးတော့အသုံးပြုကြည့်ပါဟုတ်ပြီနော်အဲ့လိုပုံစံမျိုးလေးတွေလည်းဆရာတို့အသုံးပြုလို့ရပါတယ်မြောက်တော့မပြောပါဘူးချွင်းချက်လေးတော့ရှိပါတယ်သူ့အနေနဲ့သူဟုတ်ပြီနော်အဲ့တော့ဆရာတို့ဟလာအယောင်တွေကိုရောဆက်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင်နောက်ဆုံး note ဒီဘာလဲဆိုတော့အများဆုံး၄အောင်အထိအသုံးပြုလို့ရတယ်ကိုဒီဇိုင်းမှာအယောင်တွေသုံးရမယ်ဟုတ်ပြီနော်အဲ့လိုဆိုတာနဲ့ငါတို့ကအနည်းဆုံး2ရောင်ကနေအများဆုံး4ရောင်အထိပဲအယောင်တွေကိုအသုံးပြုရမယ် typography လဲလို့ပဲ typography ကဏ္ဍမှာလည်းဆရာပြောခဲ့ပြီးပြီဟလာအနည်းဆုံး2ခု typography style 2ခုကနေဟုတ်ပြီနော် typeface 2မျိုးကနေအများဆုံး3မျိုးဒါမှမဟုတ်4မျိုးလောက်အထိအသုံးပြုလို့ရတယ် recommend အပေးဆုံးကတော့3မျိုးဖြစ်ပါတယ်2မျိုးနဲ့3မျိုးပေါ့နော် typography ကဏ္ဍကိုပြောတာဆရာ4မျိုးသုံးခြင်းတယ်သုံးကြည့်ပေါ့အဆင်ပြေမလားပေါ့ပြည်တယ်ဆိုလို့ရှိရင် client ရဲ့ကြိုက်တယ်ဆိုလို့ရှိရင်ထားပြီးလိုက်ပေါ့ဟုတ်ပြီနော်ဆရာ recommend ပေးတာတော့ typography ကိုအနည်းဆုံး2မျိုးကနေ3မျိုး1မျိုးလေး3ရောရလားဆရာကြီးဆိုရင်ရပါတယ်ဟုတ်ပြီနော်အဲ့တော့အနည်းဆုံး2မျိုးကနေ3မျိုး1မျိုးလေး3လဲရတယ်ဒါပေမဲ့1မျိုးလေး3ရင်တော့ boring ဖြစ်တာပေါ့ကွာဟုတ်ပြီနော်အဲ့တော့ဒါ typography ကဏ္ဍအယောင်မှာဆိုလို့ရှိရင်တော့အများဆုံး4ရောင်အထိသုံးလို့ရပါတယ်အနည်းဆုံး2ရောင်ကနေတော့စသုံးပေါ့နော်အဲ့ဆိုတော့ boring မဖြစ်ဘူးကိုယ့်ရဲ့ design ကအဲ့တော့အနည်းဆုံး2ရောင်ကနေဟလာအများဆုံး4ရောင်အထိအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ကဲတော့ color တွေနဲ့ပတ်သက်ပြီးတော့တော်တော်များများဟလာတိသွားပြီလို့ယူဆပါတယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ software ဘိုင်းဆိုင်ရာတွေကတော့နောက်တစ်ပတ်ဆိုလို့ရှိရင်စပြီးသင်ပါပြီ Photoshop စပြီးသင်ပါပြီအဲ့လိုဆိုတော့အားလုံး fighting မှာမနေ့ပြန်ကြားလို့ရှိရင်ဆရာတို့layout နဲ့ပတ်သက်တဲ့ဟလာ design လေးတွေစပြီးတော့ဆွေးနွေးမယ်ပေါ့နော်layout theory လေးတွေပေါ့ကဲတော့ okay ပါအားလုံး good night ပါကျမ်းမာရေး queue စိုက်ကြပါ